ကျမကဆေးရတဲ့အိမ်လေးမှာမွေးလာပြီးတော့ကျမအမေကဆုံးသွားတာတပတ်ပဲရှိသေးပါတယ်။ကျမအမေကဆိုင်လေးကိုဖွင့်ပြီးတော့ပတ်ဆိုင်ရောမို့ဟိုရောမို့ဆိုပြီးတော့ဆိုင်လေးဖွင့်ပြီးခဲ့ပြီးတော့ပတ်ဆိုင်ရှာဖို့ပြောခဲ့။ကျမကမြင်းကြီးမောက်ကုံသွားလဲဆိုပြီးတော့အိတ်တစ်ခုယူပြီးတော့လမ်းကြားတွေကမြင်းကြီးမောက်မုတ်ဆိုင်နာမှာညောင်တိမုတ်တောင်းဝယ်ကိုစဉ်းစားလိုက်ပါတယ်။ကျမကအနောက်မှာတယောက်တော့လိုက်လာစုခတ်ပြရှောက်နေတယ်။ကျမကောင်းနေစမူးလာပြီးတော့ကျမပြစ်လဲသွားတယ်။ပြီးတော့ကျမမျက်စိတစ်ဖြည်းဖြည်းနဲ့မှိတ်သွားပြီးတော့ကျမသတိလစ်သွားတယ်။ဆိုအဲ့ဒီကကောင်းရနေပြီးတော့ကျမကိုမူးနေတာတွေ့လို့ဆိုပြီးတော့ကျမကိုခေါ်သွားပါတယ်။ပြီးတော့ကျမကို对哦，好大呀！我那边怎么哎呀我天啊，比较多，好多哎，比较多，包的得多哎，包的得比较多，谁出来的比较好的谁来？你谁出来的？怎么好大的多嘛？怎么没有别出来？ကဲအဲ့တော့ဖတ်တူလို့ကြည့်စီတော့ဒီပါရဲ့ channel လေးကိုဝင်ကြည့်လို့ရပါတယ်ဒီနေ့3 နာရီခွဲဆက်လောက်ကြည့်ပေးပါမယ်ရှင်ဝင်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်